ဒီကောင်တော့မရောင်းဘူးအဲ့ကောင်နဲ့ဒီလုံးလေးအဲ့ကောင်အေးဘိုးလည်း ကြိုက်တယ်ဝက်ရှော့ဒေါင်းဟေး ဆောင်းရင်းဒီကောင် အဲ့မှာဒေါင်းဟေးဒါတော့မှတော့ဒဘယ်ဖောင်းနေမဟုတ်စုံနေဗျအဲစားပဲဟတ်တယ်ရိုက်ထားလိုက်မယ် အဲသူ့လိုဝင်မယ်ဆိုရင်တော့စစ်တဲ့တိုင်းကဖြစ်ပါလို့နော်ဟုတ်ကဲ့ ရှယ်ရီ စားတိုင်းမှာဒီလိုပြင်သူကျန်းကြတယ်ဆန်တဲ့င်းကြကျန်းကြအငားကြတယ်ဆိုတော့သေဝတ်တော့ပေါ့ဘောတော့လည်းငါဆင်းရဆင်းရရတယ်ဒါတော့ပေါ့ငါးကြရလို့ကျင်တော့ဘယ်တော့ပေါ့လဲမတော့တဲ့ဒီလိုပေါ့နောက်ပိုင်းကျအဲ့ဒါတွေရှိနေတာသိရသိရ rich bit folding လာဖစ်လုံးဝ battery ပဲကိုပဲအထူး special ကို folding နေဟိုအောင်နေရော ဒီစီကိုတန်းပြရတယ်ဒီကနေကြောက်အောင်လို့ရတယ်ဒီကနေကြောက်အောင်ရတယ်ပြဖို့ညတော့တော့ပြန်ရောက်ဆုံးတော့ပြန်တယ် ဟိုကလုံးဝ battery တွေပဲကင်တာနော်ဟုတ်ကဲ့ရိုးရိုးတပိမှမရှိအားလေးပိုက် ဒီကတော့ညှိလို့မရတော့ ဒီရတော့ ဘူးတော့ကိုကညပတ်သက်တာ အဲ့ဒီမှာမဆွဲဘယ်မှာဆွဲမလဲလို့ ဟိုစစ်နေတဲ့တိုင်းမှာဟုတ်တယ် ဟောရဲဒီရတော့သိကြပြီနောက်ပိုင်းပြီးကြကျွန်တော်လည်းအကျန်းလေးရတယ်ဆောင်းရင်းများတော့ဗရီရောက်ဖို့ပွဲလို့မရဘူး ဟွန်းဝါဘယ်လောက် ဒီကောင်လေးတော့မှာတယ် ဒါလိမီလေးကြီးပဲမိုက်တယ် ဒီကောင်လေးမှာဒီကောင်ဆက်နေတယ်ဒီကောင်ဆက်တယ်ဒီကောင်တန်းပြရတယ်ဒီကောင်ဆက်နေတယ်ဒီကောင်၄ရောက်ဟောတာပေါ့ ဒီတော့ဆက်နေတယ် အဲ့ကောင်ဆက်သုံးတယ်ဒီကောင်ဆက်နေတယ် ဟွန်း ဒီကောင်လေးတွေထိုးပိုးဝင်သွားတာပုံစံဒီ အဲ့မှာနောက်ဦးမော်တာပွားတယ် ဟောတာလေးရတယ် ဒီကောင်မော်တာ400ဆိုတော့ဒီကောင်တော့ ဆက်သုံးလိုက် ဒီကောင်ဆက်တော့ ဟောတာဒီက ရှော့လို့မရပါဘူးကျွန်တော်လည်း ရှော့လို့ကျွန်တော်လည်းနားလေးလည်းပုံမှန်ရောင်းပြီးတော့ဆိုင်ရန်လည်းအဲ့လောက်နဲ့ရောင်းဆိုတော့အဲ့လောက်နဲ့ရောင်းတယ်။ငါကိုတော့ဆိုရင်ဒီကောင်လေးဆို9သိန်းပဲရှိတယ် အေးကျွန်တော်ဖလောက်မှမကြသေးဘူးကျွန်တော်တို့ 9သိန်းပဲရှိတယ် ဟိုကိုကညဖုန်းဆက်တော့ကိုအဲ့ဒီမျိုးကို17သိန်းလောက်ကြမယ်လို့ပြောတယ်ဈေးကောင်းတယ်ပြောပြီး ။ဟိုဒီကောင်လေးဆိုတော့ပဲကိုတို့လမ်းနေ ဟိုကောင်ဆိုရင်တော့အခုမှစတက်နေတာနော်ဒေါင်းဟေးဒီဇိုင်းနေ ။ကောင်ရမောင်းလေး မောင်းတင်းပဲ ဒီကောင်ရှိဖောက်တယ် ကိုပြည့်ရတဲ့ကောက်ကတရုတ်မှလည်းအဲ့ဘေးချင်းမှာ show လုပ်သွားတယ်ဖိုင် show မှာသူလုံးဝတရုတ်ကတော့မိုက်တယ် battery ကကိုယ်ဆိုတော့ဒါလေးပဲကြိုက် ကိုကြီးဝေသွားတာလေအဲ့ဟွာလေးအဲ့ဟွာတင်းတင်းလေးပဲလေ ။ဒီဘက်ဒီဘက် ဒီကတကယ်တိုင်းနေလာ ဟိုကောင်လေးကြိုက်နေတာဟွာဟွန်းဟိုစလုံးတော့တာပြောရလေဂလာဖစ်ဟိုအဝိုင်အောင်လေးလေဓာတ်ပုံတော့ရိုက်လာသေးအဲ့တုန်းကအဲ့ဂလာဖစ်တွေကအဲ့မတူ20စိုက်ချိုက် 20စိုက်ကတော့လောလောဆယ်ကတော့အဲ့လိုမျိုးလင်းမင်းလေးပဲ။ဒီကောင်လေးတွေရှိဘူး20စိုက်။ ဒါမျိုးဆိုရင်တော့ကောပါအဲ့ကောင်ဘယ်လောက်လဲ အဲ့ကောင်20ဟိုကဘက်ထရီက ဗရီတိုင်းပြ။ ကိုယ်ဘယ်လိုလဲ15သိန်း ဆိုင်ချင်ကိုကြီးကိုပြောပြီးတော့ချော့ပေးလိုက်တယ်ဒီကြပဲဆိုတော့အဲ့လိုပဲပြောခိုင်း ဟုတ်တယ်လေဟိုပြီးတောက်လျှောက်တော့လုံးဝ2ရှယ်ပဲဒီလိုက်
ရှာတွေ့ ဒီကောင်တွေကျတော့စပင်းကိုဟိုအပေါ်ထိတင်ရမှာဟိုကောင်ကရောက်ပဲထုတ်ပြီးတော့ ဟိုထဲကြည့်ပြီးသွားပြီလားဒါမျိုးကြတော့မောင်တင်းကိုမှပြန်ဆင်ထားတာဟမ်းမလည်းရှိဖိတ်သလားဟေးနော်ဟမ်းမလည်းမဆိုးဖိုးရင်းနဲ့လေမေရီဖိုးရင်းနဲ့လေဘက်ထရီအဲ့လိုမတက်ပဲနဲ့လေဒီတိုင်းပဲမရှိဘူးလေဘက်ထရီမပါပဲနဲ့ အဲ့လိုမျိုး အခုတော့လုံးဝဘက်ထရီနဲ့ပဲ ဟုတ်တယ်အဲ့ဒါပြီးတော့လီသီယမ်ဘက်ထရီ အားကြောင့်လို့ဟိုမှာ e-shot ဆိုပြီးတော့ဒီမှာ servicing လည်းရှိရ ဒါလည်းချင်းကြောက်ကျွန်တော်ခொနေနဲ့ရှိတယ်ကျောင်းကြီးရောင်းတာတင်းတယ်ပြန်လို့အော်ဒီကရောင်းနေပြီပဲ ဒီကရောင်းနေပဲဟာဟာဟောဝယ်သွားပြီလို့ရှိရင်ဥမာ warranty တွေပါကြတော့ဘယ်လောက်ပြီ တော့ဘယ်ဒီဟွာနဲ့အာမနဲ့6လ 6လပဲ 6လကျော်သွားလဲကိုရှက်လို့လာအောင်လာပြလေစီစီဘဘရလာရမယ် အာမိုက်တယ်โอเค တော့တိုင်ပိန်ဝဲဝဲတဲ့ပိန်နေကိုပိန်ဝဲဘူးလို့ ပုံထက်နေရတယ် ဒီလိုမျိုး နှစ်ကြီးပြရေးလို့ရနော်ဟွာလေးတွေလည်းမိုက်တာပဲဟုတ်ပြီ